ဒီမှာတော့ကျွန်တော်ကဒီ e-sport design ကိုဆွဲပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုပုံလေးတစ်ပုံရှိအောင်လဲကျွန်တော်က e-sport design ပုံroster ပုံလေးတစ်ပုံကိုဆွဲပြပြီးတော့မှာဖြစ်ပါတယ်ဒီလိုဟာ DR ကိုသုံးပါမှာဖြစ်ပါတယ်ဟို DR ကိုသုံးပါမယ်နောက်ဥစားကျွန်တော်ကဒီ 4-6 site လေးကိုအရင်ဆုံးလုပ်လိုက်ပါတယ်လုပ်ပြီးတော့ကျွန်တော်ဒီမှာသုံးမဲ့ပုံလေးတွေကိုဆွဲထည့်မယ်ဒီမှာသုံးမဲ့ပုံလေးကိုဆွဲထည့်မယ်ဆိုတော့ဒီပုံလေးကိုရင်ဆွဲထည့်လိုက်ပါမယ်ဒါကတော့ကျွန်တော် liquid tin liquid ပါဒါ vein sweat တူတော်တော်များများဆိုသိပါတယ်ဒီtinရပြီဒီtinကိုကျွန်တော်ကတို့လူတွေကို select လုပ်လိုက်ပါမယ်ပြီးတော့ဒီလိုပုံဆွဲဖို့ဆိုရင်ဒါမျိုး group photo ပုံတစ်ပုံရှိုံနဲ့ရပါတယ်ပုံကျင်တော့ပူကောင်းတော့ပုံကျင်ရုပ်ထွက်တယ်ပူလှတယ်ပူပြီးတော့ကြည့်ရတယ်အဆင်ပြေအောင်ဒီမှာဆိုရင်ဒါဒီနားလေးလိုနေတဲ့နေရာလေးကိုကျွန်တော်လိုက်ပြီးဖြည့်ပါမယ်ဟုတ်ပြီ color လေးရောနေတဲ့ကြောင့်သူကအပြည့်မယူပေးနိုင်ဖြစ်နေပါတယ်ဆိုတော့ဒါလေးကိုလိုက်ဖြည့်ပါတယ်လိုက်ဖြည့်ရဒီမှာလည်းဖြည့်ရရှိပါတယ်ဟုတ်ပြီရပြီလိုတဲ့နေရာတွေကိုပြန်ထုတ်မယ်โอเคโอเคရခေါင်းတစ်လုံးပြီးဒါလူတော့ကျွန်တော်တို့လိုက်ပြီး select မှတ်ပြီးသွားပြီဖြစ်ပါတယ်အောက်ကပုံမျိုးယူလိုက်မယ်နော်ရပြီဒါဆိုရင်ကျွန်တော်ဒီကောင်ကို mask အုပ်လိုက်ပါမယ် mask အုပ်ပြီးတော့ကျွန်တော်ဖြတ်မဲ့နေရလောကဖြတ်မဲ့နေရတွေကိုကိစားပြီးလိုက်ကြည့်ပါဦးဒီအောက်ကအရာလေးကိုကျွန်တော်ဘယ်နေရာကြီးကြံလဲတခြားမြင်ရအောင်လို့စင်းအောင်လေးပြောရမယ်ဒါဆိုတော့ကျွန်တော်အရာပြန်ထည့်ရမယ့်နေရာကြီးဟိုကဖြည့်ရမယ့်နေရာကိုကျွန်တော်တွေ့ပါပြီဒီနေရာမှာဆိုတော့ပေါက်တယ်နော် sorry admin ချိုးလေးပြီးဖို့တော့ဖြတ်မဲ့နေရာတွေကိုအိုက်ထပ်ပါနော်ချိုးမာလီโอเคဒါလေးနဲ့နည်းနည်းလေးရေးလိုက်ဒါဆိုရင်ပုံလေးကတော့အဆင်ပြေသွားပြီပါတယ်ကျွန်တော် background ဖောက်ပြီးသွားပါပြီဒီအတင်းက liquid ကအပြအောင်မယ်เนาะသူတို့လူကအပြအောင်မယ်ဆိုကျွန်တော်ပြအောင်လေးပဲသွားထားပြီးရသူတို့ logo လေးကိုထည့်ကြည့်လိုက်ပါသူတို့ logo ထည့်လိုက်မယ်အလေအောင်တက်ကထားလိုက်မယ်เนาะအဲ့လိုငင်း up ချလိုက်ပါမယ်ဘာဖြစ်ကြည့်လို့ရအောင်လဲโอเคရပြီဒီတောင်လေးယူလိုက်နော်ပြီးရင်ကျွန်တော်ကတခါလဲ guideline လေးထည့်ပါမယ်ကျွန်တော်သုံးနေကြ guideline လေးထည့်မယ်โอเคဒါကတော့ကျွန်တော်သုံးနေကြ guideline ပါ guideline လေးထည့်ပြီးဒီကောင်ကိုထောင်းမှာပဲထားလိုက်ပါမယ်တော့မှထားလိုက်တာပြီး color ကိုတော့ကျွန်တော်ဒီ logo လေးပဲယူလိုက်မယ် background ဒီရောင်လေးပဲယူလိုက်မယ်ရပြီဒါဆိုရင်ကျွန်တော်ကဒီဟာလေးအခုနေရတဲ့4000ပေါင်ကျွန်တော်အောက်နေဆွဲချခြင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီ4000ပေါင်ကိုကျွန်တော်ကပန်တူးနဲ့
ခက်ဖောက်လိုက်ပါမယ် sorry ကျွန်တော်ပတ်မဟုတ်ခနဲ့ဟိုကဖြစ်နေတယ်ရှိတ်ကြီးဖြစ်နေကျွန်တော်ပတ်ပြောင်းလိုက်ပါမယ်ပြီးရင်ပန်တူးလေးနဲ့ကြောက် control ကြီးနဲ့ပွားလိုက်ပါမယ်အဲ့ဒါဒီ layer လေးအစ်ထွက်လာပါတယ်ပေါ့ဒီ layer လေးကိုကျွန်တော်ကအောက်ကိုဆွဲချရနော်what နဲ့သွားတယ်ပေါ့ what နဲ့ပုံစံပြီးတော့ထင်တယ်ဆွဲချရအောင်လေဟုတ်ဆိုဘာမျိုးလေးရမှာဖြစ်ပါလဲဒီကတော့နေရဟုတ် okay အဲဆိုတော့ဒါမျိုးလေးပုံလေးကစတင်ပြီးဖြစ်လာပါပြီဖြစ်လာပြီဆိုတော့ခဲကြောင့်ကျွန်တော်နောက်ထပ်ဘာဆက်လုပ်မလဲဆိုတော့ဒီလူပေါ်မှာကျွန်တော်တို့ share လေး highlight လေးထည့်မယ်ဒီအတင်းကပြန်အောင်ဆိုတော့ဒီခေါက်အပြန်အောင်ကဒီအင်ကြီးပေါ်မှာကြာနေတဲ့အလင်းအပြန်အောင်လေးယူလိုက်မယ်ဒီအောက်တုံးနဲ့ဟိုဟာကိုကျွန်တော် smart object လေးပြောင်းလိုက်မယ်ဒါဆိုရင်ဒီကောင်လေးဖြစ်သွားပြီဒီကောင်လေးကိုကျွန်တော်စတင်ပြီးတော့လွှဲချမယ်layer တွေ့ခေါ်လိုက်မယ်ပြီးရင် clipping map အောက်ကိုချလိုက်ပါမယ်ကျွန်တော်ဒီကအရာကိုယူထားတဲ့အတွက်ကြောင့်လူတွေပေါ်မှာအရာမျိုးနဲ့လိုက်တင်ကြည့်ရမယ်ဟုတ်ပြီโอเคပြီးရင်ကျွန်တော်ဒီတက်ကဒီအရာလေးကိုတောင်းကြည့်ပေါ့ဘယ်လိုမျိုးကြီးလုပ်လို့ရရဲဆိုတော့ကြည့်ကြည့် soft light အားပြောင်းနေပါတော့အရာလေးအဆင်ပြေရဲ့အဲ့ဒါတခုကကျွန်တော်ကနောက်တစ်ခုကသွားမယ် curve ထဲကိုသွားမယ် curve ကိုတော့အောက်ထားလိုက်မယ် curve ကိုကျွန်တော်ကလည်းမြင့်ကြည့်ရအောင်မယ်မင်းကျင်တာဗျာ highlight ပြန်ဖောက်ချင်တာအဲ့ဒီကြောင့်ဒီ layer mask လေးကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော် control under လေးခေါက်လိုက်မယ် control backspace လေးခေါက်လိုက်မြေဒီမှာကျွန်တော်ကbrush tool လေးနဲ့လိုက်ပြီးပုံမှာဖြစ်ပါတယ် highlight ချိန်တဲ့နေရာလေးကို brush tool လေးနဲ့လိုက်ပုံမှာဖြစ်ပါတယ်ကျားဒီပခုံးဘက်လေးမဲရင်းသက်ကြီး highlight လေးထည့်စစ်စစ်ဒါ green highlight ရ highlight ပို့ထားတယ်ဒါမျိုးလေးပေါ့ပါလေဒါဆိုရင်နှစ်ခုသုံးပြီးတော့ပါပြီလေပြီးရတယ်ကျွန်တော်ကနောက်တစ်မျိုးထပ်လုပ်ပါအောင်မယ်တစ်ခုလည်းမပြီးဘူးပါနောက်တစ်ခုကကျွန်တော် photo filter ပါ photo filter ကတော့အပေါ်ဆုံးမှာထားမယ်ကျွန်တော်ကဒီမှာကအသင်းလူနဲ့ကြိုက်အောင်အတန်အောင်ပဲထားပြလိုက်ပါရရှင်းကြည့်အောင် sorry လောက်ပဲကောင်းပါတယ်အဲ့ဒါကြားတဲ့ဘက်ပဲကျွန်တော်ထပ်သွားတယ်ဘာလို့ဆိုတော့ကျွန်တော် vintage ပုံစံမျိုးလေးပါတင်တာဆိုတော့လေ ski ချက်လေးကြည့်မယ်နော်ရာပြီးတော့ဆိုင်မှာစပြီးတယ်ကျွန်တော်လည်းကြိုက်တယ်တော့ကောင်းတယ်ပြီးရင် color lookup ပြပါလို့ color lookup ကဒီမှာကရိုက်တဲ့ပုံဆိုတော့တိတ်ရေးတော့မကြည့်ဘူးဒါပေမဲ့ကျွန်တော်ကဒီမှာ color lookup ကိုကျွန်တော်ကဒီ Kodak Fuji တောင်းလိုက်မယ်ဒါက highlight ကြီးမဲတဲ့နေရာပြင်မဲပါကိုပြဇွတ်သွားကြည့်လို့လှပါတယ် okay ဒါဆိုရင်ဒါအပေါ်မှာကြားတဲ့ highlight ပြီးပါပြီဒီကောင်လေးကိုကျွန်တော် layer တစ်ထားလိုက်မယ် model လို့ရေးထားပါမယ်ဒီအောက်ကတစ်ခုကကျွန်တော် backlight ထိုင်မယ်ဒီနောက်ကလင်းငယ်ပုံစံမျိုးလေးထည့်ချင်တာ okay အပြအောင်လေးတစ်ခါလေးထည့်လိုက်တယ်စင်ပြီပါပြီလာတယ်အလင်ကနေကြကျွန်တော်ထွက်လိုက်ပဲကောင်းပါတယ်သူ့ layer လေးခောက်ပြီးထည့်လိုက်ရပြီရအဲစင်နဲ့နည်းနည်းလေးအဆင်ပြေပါပါပြီလူကပေါ်လုံးမှာထားပါမယ်
ရပြီဒီလိုပြီးသွားရင်ဒီ design ကတိတ်မလာသေးရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ background နေရာမှာနောက်ထပ် down ထားလေးရှိပါတယ်ကျွန်တော်e-sport ပွဲတစ်ခုရဲ့ဒီဟာပေါ့သူတို့ tournament ဟိုဟာကြီးပါဒါကြီးပါဒီကောင်ထည့်လိုက်မယ်ဒီပေါ်မှာတင်ပြလိုက်ရတော့ကြည့်ရရှင်းအောင်လို့ပုံကြီးချဲလိုက်မယ်နော်ပြိုင်ပွဲပြင်ရပုံကြီး okay okay ဒါလေးဆိုပူလာဖေးပူလာမလဲ screen နဲ့လိုက်တာ color တော့နဲ့လိုက်တာ screen နဲ့ကြိုက်ရဟုတ်ပြီ80လောက်ထားပြီပဲဒါဆိုရင်ပုံလေးကနည်းနည်းလေးအသက်ဝင်လာပါပြီကျွန်တော်ဒီလိုတွေထက်လေဒီလိုဒုတိယbackground ပုံလိုလေးကျွန်တော်ကဒီ logo ထဲမှာပါတဲ့အရာတွေနဲ့ဟိုဟာအဆက်သုံးလိုက်ရအောင်ပူကြိုက်တယ်ကျွန်တော်ကတော့ကျွန်တော်အဆက်လေးသုံးကြည့်တယ်ဒီကောင်အဆက်ထဲကိုသွားမယ်စက်တာထဲကိုသွားမယ်စက်တာကလာရဲကိုသွားမယ် no မလားအဲ့တော့အင်းနဲ့လက်ပြလေးနဲ့လက်ပြနဲ့အပြာနဲ့သုံးကြည့်လိုက်လက်ပြနဲ့အပြာနဲ့ထည့်ဘယ်လိုဖြစ်မလဲ okay ဒါမျိုးလေးဖြစ်တော့ sign လေးနဲ့ကြည့်ကြည့် concept ကိုရှော့ပြီးစချက်ကြည့်လိုက်ရလောက်ကတော့လောက်လေးထားကြည့်လိုက်လောက်နော်နေရာချင်းကြည့်လိုက်နေရာချင်းကြည့်ရောလောက်ပဲဒီတိုင်းပုံလေးနေလည်းဖြစ်နေတယ်ကောင်းပါနော်ရပြီလဲရဖြစ်ပါတယ်ဒီတိုင်းရနေပြီဆိုရင်တော့ဒီတိုင်းနည်းနည်းပြင်းစရာကောင်းနေပါလိမ့်ခင်ဗျာအဲ့တော့ကျွန်တော်က overlay လေးထပ်အုပ်ပါမယ် overlay ကိုကျွန်တော်မဲရောက်လို့ပြောင်းလိုက်မယ် overlay ဆိုတဲ့အတိုင်းနဲ့ logo ရဲ့အောက်မှာပဲအုပ်ပါမယ်okay soft line နဲ့ကျွန်တော် model ကြီးအောက်မှာထားလိုက်ပါမယ်အဲ့ဒါပုံလေးကဒီလိုမျိုးလေးဖြစ်လာပါပြီပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီကောင်းရဲ့သူ့မှာပါတယ်ကျွန်တော်က sponsor တွေကိုထည့်ပါမယ်သူရဲ့ sponsor တွေက sponsor တွေဆွဲထည့်လိုက်ပါမယ်ဒီကောင်လေးနဲ့ပေါ်တော့ကြည့်အောင်တော့ပါအောက်လောက်တော့ကောင်းပါရဲ့နော်ရပြီစာလေးတစ်ကြောင်းတစ်ကြောင်းအောင်ထည့်ကြည့်လိုက်မယ် roster design နဲ့တူပါအောင်ready လို့ယူလိုက်နော်ဒီကောင်လည်း 3D စံပုံနဲ့ရေးပြီးဖြစ်ချင်ပါတယ်stock ကိုတော့လက်ပြလေးပဲတောင်းလိုက်ပါမယ်တခုပဲရင်ကြီးကြည့်လိုက်ပါဗျာဒီကောင်ပဲရင်ကြီးကြည့်ပြီးရင်နောက် stock ထပ်အုပ်ကြည့်မယ်ဘာလဲ stock ကိုကျွန်တော်ကဖြီအောင်လေးထပ်အုပ်ကြည့်လိုက်ပဲစာကားလေးမှာပဲ okay ကြည့်ဆိုတော့ကန်ဒီတော့ပြန်ထောင်းပေါ့ဒီဇိုင်းလေးပူလာနော်ဒီဇိုင်းလေးထားလိုက်
ပြီးရင်ကျွန်တော်သုံးနေကြဒီ B left နဲ့ and post ကိုသုံးတယ်โอเคပုံလေးရဲ့သစားလေးတက်ဝင်သွားပါပြီပုံမှာဒီကောင်ကိုကျွန်တော်က EWC ပဲရေးလိုက်မယ်အတီးနော်ဒီတိုင်းပါ ready we are ready လို့ရေးလိုက်မလားဒီကကျွန်တော်ကဟိုပါပေါ့ဒီလို smart object ပြောင်းလိုက်တဲ့အတွက်နောက်တစ်ခုထပ်ပြောင်းဟိုမှာနှစ်ခါပြောင်းမှာဆိုလို့နောက်တစ်နေရာကိုကောက်ခေါ်ပြီးကမှဒီမှာ we are ဆိုတာလေးရေးပါပါရေးပြကျွန်တော် font လေးကိုနည်းနည်းပြန်တီးလိုက်ပါတော့ save လိုက်တဲ့ခါကျရင်ဒါမျိုးလေးရတယ်ရတဲ့ခါကျဒီမှာပြန်လာထည့်လိုက်ရပြီโอเคနောက်ခုတော့ကျွန်တော်ကနောက်ထပ် smart object လောက်လိုက်မယ် smart object တော့ပေးလိုက်ပါမယ်โอเคဒါဆိုရင်တော့ပုံလေးရပါဖြစ်ပါတယ်ဒီပုံလေးရအောင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကပုံလုံးလုပ်ပေးတိုင်းဒီတိုင်းမပြီးချင်ပါဘူးဒီတိုင်းမပြီးချင်တယ်ပဲကျွန်တော်က control ဒီတိုင်းမပြီးဘူးပဲနဲ့ကျွန်တော်ကပုံလေးတစ်ပုံဒီငယ်လောက်လိုက်မယ် control order shift e နဲ့ပုံလေးပေါ်လောက်ပြီးတော့ control shift a ပြီးတစ်ချက်နေလိုက်ပါမယ်ကျွန်တော်ဘော line row ထပ်တုံးပါမယ် okay line row နဲ့ဝင်သွားပြီဒီကတက်ချာကိုပြန်တင်ခြင်းလို့ပါတက်ချာတင်မယ်လင်းရင်တင် exposure လေးများထပ်တင်ရ contrast ကလိုရနေလေးတင်လိုက်ပါ share လို့ထည့်လိုက်မယ်မောင်လေးဖြစ်နေအောင် okay ပြီးရင်ကျွန်တော်သုံးနေကြအတိုင်းပဲအဆက်ထဲကိုသွားပြီး gain လေးကိုနည်းနည်းများလေးသွားရအောင်20လောက်တူတောင်းလိုက်မယ်လေ okay အဲဆိုရင်တော့ပုံလေးကပြီးပြီဖြစ်ပါတယ်ဒီလိုလေးရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်